ကျိုးအတွက်ဆောင်ရွက်နေပရာဟိတလုပ်ငန်းတွေကိုကျိုးသူတကယ်ဆွန်လို့ထမ်းရွက်ခဲ့ပုံတွေဘာသာသာသနာပွဲနဲ့လူပွဲတွေများစွာမကြမ်းမေရှေ့ဆုံးကနေပရာဟိတကျိုးတော်ဆောင်ကြီးတွေနေရာတကာခွင့်လို့ရင်းနဲ့အမြင်နာခံခဲ့ရတာတွေတရားဓမ္မတွေဟောကြားနေအထူးကမန္တကြီးရဲ့ငွေဗလာဟာရှိမှာတာရုတာရုတာရုခေါ်တဲ့တွေကောင်းမှုတွေတောင်းစုချွေအထက်ဘဝတို့ဉာဏ်စီဝေပရာဟိတအကျိုးတော်ဆောင်ကြီးတွေကောင်းရတဲ့စိတ်ဓာတ်တွေတရားမျှတပုံလေးတွေဘောဘောတင်ကုန်ယူလောက်တဲ့သူရဲ့ပြုမှုတွေလူကြီးလူငယ်များနဲ့ဉာဏ်ရှင်များမကြမ်းမေလက်တွေခဲ့